ဇလန်ကခုတ်ပလို့ခေါ်တဲ့အဖေဖြစ်သူကသူ့သမီး Riley ကို Lady Raven လို့ခေါ်တဲ့ pop star တယောက်ရဲ့ဖျော်ဖြေပွဲကိုခေါ်သွားရကနေစတင်ပါတယ်ခုတ်ပဟာကွင်းထဲမှာရဲတွေပုံမှန်ထက်ပိုများနေတာကိုတတိထားမိပြီးတန်တရားဝင်လာပါတယ်ခုတ်ပက Riley ကိုခဏထားခဲ့ပြီးတန့်စင်ခံသွားပါတယ်ဒါပေမဲ့သူအိမ်သာခန်းထဲရောက်တဲ့အခါအမျိုးသားတယောက်အခန်းတစ်ခုထဲမှာပိတ်မိနေပြီးကူညီကြဖို့အော်ဟစ်နေတဲ့ live camera video ကိုဖုန်းနဲ့ကြည့်နေတာကိုတွေ့ရပါတယ်အဲ့ဒီနောက်ခုတ်ပကဆိုင်တစ်ခုမှာသူ့သမီးအတွက်အမတ်တရပစ္စည်းသွားဝယ်ရင်းနဲ့အယောင်းဝန်ထမ်းကိုရဲတွေဘာလို့ဒီလောက်တောင်များနေရတာလဲလို့မေးပါတယ်ဂျယ်မီလို့ခေါ်တဲ့ဝန်ထမ်းကခုတ်ဖုတ်ကိုရဲတွေဟာ The Butcher တသက်သမားလို့အမည်ရတဲ့အမတ်စင်လူသက်သမားကိုလိုက်ရှာနေတာဖြစ်ကြောင်းပြောပြပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူသက်သမားဟာဒီညဒီဖြောပြပွဲကိုလာမယ်ဆိုတဲ့အထောက်ထားတွေ့ထားလို့ပါပဲဒါကြောင့်ရဲတွေကကွင်းထဲကလူတွေကိုအပြင်ပေးမထွက်ပဲပိတ်ဆို့ထားပြီးတေချာစစ်ဆေးဖို့ပြင်ဆင်နေကြတာပါဂျယ်မီကအကြီးရင်းတွေထက်ယူဖို့အနောက်ခန်းသွားရမယ်လို့ခုတ်ဖုတ်ကိုပြောတဲ့အခါခုတ်ပကလိုက်ကူမယ်လို့ပြောပါတယ်ဂျဲမီကဝန်ထမ်းကတ်ကိုတုံးပြီးဝန်ထမ်းတွေပဲဝင်ရမယ့်တကားကိုဖွင့်လိုက်ပါတယ်ဂျဲမီကကတ်တုံဘူးကိုလှမ်းယူနေတော့မှခုတ်ပကသူ့အိတ်ကတ်ထဲကဝန်ထမ်းကတ်ကိုခိုးယူလိုက်ပါတယ်အဲ့ဒီနောက်ခုတ်ပကအဲ့ဒီကတ်ကိုတုံးပြီးရဲတွေအပြည့်ရှိနေတဲ့အနောက်ခန်းထဲကိုဝင်သွားကရဲတွေပြောသမျှကိုနားထောင်နိုင်ဖို့အတွက်ရဲရီဒီယိုစကားပြောဆက်တစ်လုံးကိုခိုးယူလိုက်ပါတယ်ပြီးတော့ဖြောပြပွဲအတွင်းမှာရုပ်ရှင်ဒါရိုက်တာ Night Shyamalan နဲ့ Hikuro ရဲ့ပေါ်လာမှုကိုလည်းတွေ့ရပါတယ်ရဲရီဒီယိုကနေရဲတွေကသူ့ကိုရိပ်မိနေပြီဆိုတာကြားလိုက်ရပြီးနောက်ခုဖုတ်ကဝန်ထမ်းတွေရဲ့မိဖို့ချောင်တဲကိုဝင်သွားပြီးစီကျော်အိုးတဲကိုဖန်ပလင်းတွေတိတ်တဆိတ်ပစ်ထည့်လိုက်ပါတယ်အဲ့ဒါကြောင့်ပောက်ကွဲမှုဖြစ်ပြီးဝန်ထမ်းတယောက်ထိခိုက်ဒဏ်ရာရသွားကလူတွေရဲ့အာယုံဆိုင်မှုကိုတခြားစီလွှဲပြောင်းပေးလိုက်တယ်လို့ဖြစ်သွားပါတယ်သူကခေါင်းမိုးပေါ်ကိုထွက်ပြေးဖို့ကြိုးစားပေမဲ့အဲ့ဒီမှာရဲတွေနဲ့ထပ်တိုးပါတယ်ရဲတွေကသူ့ကိုမေးမြန်းတဲ့အခါသူကအခုလေးတင်ဖြစ်ပျက်သွားတဲ့ပောက်ကွဲမှုကြောင့်လန့်ဖြန့်နေတဲ့မိဖို့ချောင်ဝန်ထမ်းတယောက်လိုဟန်ဆောင်ပြီးလေကောင်းလေတန့်ထွက်ရှူတာပါလို့စင်ကြေပေးလိုက်ပါတယ်သူ Riley စီပြန်လာတဲ့အခါ Riley ကသူ့ရဲ့အပြုအမူတွေကြောင့်နည်းနည်းဇဝေဇဝါဖြစ်နေပါတယ်။အဲ့ဒီနောက် Riley ကအရန်စိတ်လှုပ်ရှားသွားပြီး Lady Raven ကသူမရဲ့ Dream Girl အစီအစဉ်ကိုလုပ်တော့မယ်လို့ပြောပါတယ်။အဲ့ဒီအစီအစဉ်ကပရိသတ်ထဲကတယောက်ကိုစင်ပေါ်ခေါ်ပြီးအတူဖြောပြတာပါခုတ်ဖကဂျဲမဲပြောခဲ့ဘူးတဲ့ရဲတွေစီကနေလွတ်အောင်ထွက်နိုင်မဲ့တခုတည်းသောနီလန်ကစင်နောက်ဖက်လမ်းပဲဆိုတာကိုတတိယသွားပါတယ်။ဒါကြောင့်ခုတ်ဖက Lady Raven ရဲ့ဦးလေးစီတိတ်တဆိတ်သွားပြီးသူ့သမီးလေးကသွေးကင်ဆာယောဂါကနေအခုမှပြန်ကောင်းလာတာပါလို့လိန်ပြောပါတယ်။အဲ့ဒီဦးလေးကသူ့ရဲ့အဆက်အသွယ်တွေကိုတုံးပြီး Riley ကို Lady Raven နဲ့အတူစင်ပေါ်တက်ခွင့်ရအောင်လုပ်ပေးလိုက်ပါတယ်။ Riley ကစင်ပေါ်မှာ Lady Raven နဲ့အတူကြရလို့အရန်ပျော်နေပြီးခုတ်ဖကလည်းစင်နောက်ဖက်ကိုရောက်သွားလို့ဝမ်းသာနေပါတယ်။အဲ့ဒီမှာခုတ်ဖကပိုင်လူနာခွဲခြားစိတ်ဖြာသူ Profile တယောက်ကလူတွေကိုလိုက်ကြည့်နေတာကိုတွေ့ရပြီးသူမအလုပ်မှာတကယ်ကိုတော်တဲ့သူဖြစ်မှန်းသိလိုက်ရပါတယ်ခုတ်ဖကဝန်ထမ်းတွေကိုဖျော်ပြပွဲအပြီးမှာသူနဲ့သူ့သမီးစင်နောက်ဖက်တကားကနေထွက်လို့ရမလားလို့မေးတဲ့အခါရပါတယ်လို့ဖြေပါတယ်ဒါပေမဲ့ချက်ချင်းပဲသူသိလိုက်ရတာကရှာဖွေမှုကပိုပြီးပြင်းထန်လာပြီးရဲတွေကအနောက်တကားကိုပါပိတ်ဆို့ထားလိုက်ပြီးဆိုတာပါပဲဖျော်ပြပွဲအပြီးမှာခုတ်ဖက Lady Raven ကိုတွေ့ပြီးသူ့သမီးအကြောင်းတီးတန့်စကားပြောခြင်းလို့ပါဆိုပြီးခေါ်ထုတ်သွားပါတယ် Lady Raven ကသဘောတူပေမဲ့သူတို့နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာခုတ်ဖကသူ့ရဲ့ဒဇာခံတယောက်ပိတ်မိနေတဲ့ဗီဒီယိုကိုပြပြီးချင်းချောက်ပါတော့တယ်သူကပဲ The Butcher ဖြစ်ကြောင်းအကယ်၍ Lady Raven ကသူတို့ကိုသူမရဲ့ကိုယ်ပိုင်လင်မိုဇင်းကားနဲ့အိမ်ထိလိုက်ပို့ပေးမယ်လို့လူတွေကိုမပြောရင်ဖုန်းထဲကခလုတ်တစ်ချက်နှိပ်ယုံနဲ့အဲ့ဒီလူကိုတပ်ပစ်မှာဖြစ်ကြောင်းချင်းချောက်ပါတယ်ပြီးတော့ဒီအကြောင်းကိုတခုံးမှဖွင့်ပြောရင်လည်းအဲ့ဒီလူသေးရမယ်လို့ဆိုပါတယ် Lady Raven ကကြောက်လို့ပူးပေါင်းဆောင်ရွက်ပြီးသူတို့ကိုကားပေါ်ခေါ်သွားပါတယ် Riley ကတော့ဒါတွေအားလုံးကို Lady Raven ကသဘောကောင်းလို့လိုက်ပို့ပေးတယ်လို့ပဲထင်နေတော့မှာပဲခုတ်ဖကကားသမားကိုသူတို့အိမ်မဟုတ်တဲ့လမ်းထောင်းတစ်ခုမှာချပေးဖို့ပြောပေမဲ့ Lady Raven ကအိမ်ထိလိုက်ပို့ပေးခြင်းလို့ပါဆိုပြီး Riley စီကနေအိမ်လိပ်စာကိုတောင်းယူလိုက်ပါတယ် Lady Raven ကသူတို့အိမ်ကိုလိုက်သွားပြီးခုတ်ဖရဲ့ဇနီးကလေးတွေနဲ့တွေ့ဆုံပါတယ်သူတို့အားလုံးကတော့ခုတ်ဖကအမတ်စင်လူသက်သမားဖြစ်နေမှအလုံးဝမသိကြပါဘူး Lady Raven က Riley ရဲ့ဖုန်းနဲ့ selfie ရိုက်ချင်အောင်ဆောင်ပြီးခုတ်ဖရဲ့ဖုန်းကိုပါလူယူကရေချိုးခန်းနဲ့ဝင်ပြေးပြီးတကားပိတ်လိုက်ပါတယ်ခုတ်ဖကတော့တကားကိုထုပြီးအော်ဟစ်ကြံခဲ့ပါတယ် Lady Raven ကရေချိုးခန်းထဲမှာခုတ်ဖရဲ့ဖုန်းကိုဖွင့်ပြီးဓာတ်စာခံကိုသူ့ဘယ်နေရာမှာပိတ်မိနေလဲအိမ်ပုံစံကဘယ်လိုလဲဆိုတာမေးပါတယ်အဲ့ဒီနောက် Lady Raven ကသူမရဲ့ social media မှာ live လွှင့်ပြီးပရိသတ်တွေကိုအဲ့ဒီအိမ်ကဘယ်မြို့ဘယ်နေရာမှာလဲဆိုတာကူညီရှာပေးဖို့တောင်းဆိုကရဲတွေကိုချက်ချင်းအကြောင်းကြားခိုင်းပါတယ်မိနစ်ပိုင်းအတွင်းမှာတင်ရဲတွေအိမ်ကိုရောက်လာကြပါတယ် Lady Raven ကရေချိုးခန်းတကားနောက်ကနေခုတ်ဖရဲ့မိသားစုကိုခိုးဖဟာ The Butcher ဖြစ်တယ်ဆိုတာအော်ပြောလိုက်ပါတယ်ပြီးတော့သူမရဲ့ကားသမားကိုရဲခေါ်ဖို့စာပို့ပါတယ်ခုတ်ဖကသူ့မိသားစုကိုအပေါ်ထက်အခန်းထဲမှာတော့ပိတ်ထားလိုက်ပြီးအောက်ထပ်ဆင်းလာက Lady Raven ကိုဖမ်းဖို့ကြိုးစားပါတယ်ဒါပေမဲ့ခုတ်ဖသူ့ဖုန်းကိုပြန်ကြည့်လိုက်တဲ့အခါLady Raven ရဲ့လက်ကြောင့်ဓာတ်စာခံကိုရဲတွေကယ်ထုတ်သွားနိုင်ပြီဖြစ်ကြောင်းတွေ့လိုက်ရပါတယ်။ရဲတွေအိမ်ထဲကိုဝိုင်းထားတဲ့အချိန်မှာခုတ်ဖကမြေအောက်လှုပ်ဝက်ဦးမင်လိုင်ကောင်းကနေထွက်ပြေးသွားပြီးရဲထူးဖွဲ့ SWAT ဝစ်စုံကိုလဲဝက်ကလင်မိုဇင်းကားတစ်စီးကိုခိုးမောင်းပြီးထွက်ပြေးသွားပါတယ်။သူက Lady Raven ကိုပါကားပေါ်ဖမ်းခေါ်သွားနိုင်ခဲ့ပေမဲ့လမ်းမှာကားခဏရက်တုံး
Lady Raven ကကားမှန်ချပြီးပရိသတ်တွေကိုကူညီဖို့အော်ဟစ်ပါတယ်ရဲတွေချက်ချင်းရောက်လာပြီး Lady Raven ကိုကယ်တင်နိုင်ခဲ့ပေမဲ့ Cooper ကတော့ထပ်ပြီးလွတ်မြောက်သွားပြန်ပါတယ် Cooper ကသူ့အိမ်ကိုပြန်သွားပြီးဇနီးဖြစ်သူ Rachel နဲ့တွေ့ပါတယ် Rachel ကသူ့ကိုမြင်တော့လန့်ဖြန့်သွားပါတယ် Rachel က Cooper ဟာ The Butcher ဖြစ်နိုင်တယ်လို့သူမတန်တရားဝင်ခဲ့ကြောင်းနဲ့ရဲတွေသူ့ကိုဖမ်းနိုင်အောင်အစအနတွေခြံထားခဲ့ကြောင်းဖွင့်ပြောပါတယ် Cooper ကသူမကိုရောမိမိကိုယ်ပါတတ်သိမယ်လို့ချင်းချောက်တဲ့အခါ Rachel ကနောက်ဆုံးအနေနဲ့သမီးဖြစ်သူ Wally လုပ်ထားတဲ့မုန့်ဖေးကိုအတူတူစားကြရအောင်ဆိုပြီး Cooper ကိုဖြောင်းဖြပါတယ် Cooper ကသူ့ကိုရဲတိုင်ရကောင်းလားဆိုပြီးဇနီးဖြစ်သူကိုစိတ်ဆိုးမှန်ဆိုပြောနေတော့မှပဲသူ့ရဲ့စိတ်တွေမကြည်မလင်ဖြစ်လာပါတယ် Rachel ကအဲ့ဒီမုန့်ထဲကိုဆေးတစ်မျိုးထည့်ထားတာဖြစ်ပြီးအဲ့ဒီဆေးက Cooper ကသူ့ရဲ့ဓာတ်စာခံတွေကိုတတိလစ်အောင်သုံးလေးရှိတဲ့ဆေးပဲဖြစ်ပါတယ် Cooper ကသူ့အမေရဲ့ဝိညာဉ်ကသူ့ကိုလာပြီးအခုမှပဲသားကတကယ်လူသားတစ်ယောက်လိုခံစားချက်တွေကိုခံစားတက်လာပြီးမှအမေဂုဏ်ယူပါတယ်လို့ပြောနေတဲ့စိတ်အာရုံခြောက်ခြားမှုတွေကိုခံစားရပါတယ်အဲ့ဒီနောက် Cooper ဟာဆေးရှိန်ကြောင့်မလုံနိုင်တော့ပဲတပတ်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်လက်ထိတ်ခတ်ခံရပြီးအိမ်ပြင်ကိုအထွက်မှာ Cooper ကသမီးဖြစ်သူ Riley ရဲ့ဆက်ဘီကိုနောက်ဆုံးအနေနဲ့ပြင်ပေးပါရစေလို့တောင်းဆိုပါတယ်ရဲတွေကခွင့်ပြုလိုက်တဲ့အခါသူကစပိန်ကိုပြင်ပေးရင်းနဲ့စပိန်ကတန်တိုတန်စားအစိပ်ပိုင်းတစ်ခုကိုတိတ်တဆိတ်ခိုးယူသွားပါတယ်နောက်ဆုံးခန်းမှာတော့ Cooper ကရဲကားနောက်ခန်းထဲမှာအဲ့ဒီစပိန်ကရလာတဲ့တန်စလေးကိုတုံပြီးသူ့ရဲ့လက်ထိတ်ကိုလှုပ်ဝက်ဖြုတ်နေရင်းနဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အပြုံးကြီးနဲ့ရေမောလိုက်ပါတော့တယ်ဇလန်းကတော့ဒီမှာတင်ပြီးဆုံးသွားပါတယ်တင်းရဲ့ထင်မြင်ချက်တွေကိုမှတ်ချက်မှာမျှဝေပေးခဲ့ပါဦး channel ကိုလည်း like နဲ့ subscribe လုပ်ထားပေးကြပါဦးနော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့